အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ကတော့နဂါးလေးပါကဲပေါ့နော်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးရတော့ပေါ့နော်28ရက်နေ့အတွက်ကျွန်တော်ရဲ့နေကုံစာဝမ်းချင်းတွေတစ်ကွက်ကောင်းတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုရင်ပေါ့နော်ဒီကျွန်တော်ရဲ့နေကုံစာဝမ်းချင်းလေးကိုကျွန်တော်မပြောခင်မှာမိတ်ဆွေတို့ကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေးပြီးဆိုတာနဲ့ပထမဦးဆုံးအချက်နဲ့ကျွန်တော်ဒီဗီဒီယိုဖိုင်ကို like ပေးခဲ့ပါဒုတိယအချက်အနေနဲ့ပေါ့နော်အများမြင်အများပေါ့အောင် share ပေးသွားပါတတိယအချက်နဲ့ကျွန်တော်ဗီဒီယိုအသစ်တွေဒီတိုင်းမြင်အောင်ကျွန်တော် page လေးကို follow လုပ်ခဲ့ပါဗျာနော်ကဲဟုတ်ပြီဗျာနော်ကျွန်တော်နှုတ်ကပြောတဲ့ကဏ္ဍလေးကိုလည်း comment မှာမှန်ပေးခဲ့ကြပါဦးဗျာနော်ကဲဗျာနော်ကျွန်တော်တို့တွေနေကုံစာဝမ်းချင်းတွေကတော့လွဲနေတယ်ဘာတွေကမှန်နေလဲဆိုရင်ကျွန်တော်ပေးလိုက်တဲ့နေတိုက်အခွေလေးတွေအဲ့ဒါလေးတွေကမှန်နေတယ်ဗျာနော်ဒါကြောင့်မလို့မိတ်ဆွေတို့လည်းပေါ့နော်ကျွန်တော်ကရစေခြင်းနဲ့ပေါက်စေခြင်းနဲ့ဒါကြောင့်မလို့ဒီနေ့မှာပေါ့နော်တောက်ကြနေအပိတ်ပွဲပေါ့နော်28ရက်နေ့မှာကျွန်တော်မိတ်ဆွေတို့အတွက်အကောင်းဆုံးနေရွေးချယ်ထားပါတယ်ဗျာနော်နေကုံစာဝမ်းချင်းနှလုံးကလည်းကျွန်တော်ကျင်းတည်ကြဖို့ရှိမယ်ဗျာနော်နေကုံစာဝမ်းချင်းနှလုံးကျင်းတည်ကြဖို့ရှိမဲ့အပြင်ကိုမှကျွန်တော်တကွက်ကောင်းနဲ့အကောင်းဆုံးကျွန်တော်ရွေးချယ်ထားပါတယ်ပြီးကြရင်ပေါ့နော်မိတ်ဆွေတို့ပေါ့နော်အခွေလိုက်တဲ့သူတွေပရိတ်လိုက်တဲ့သူတွေရှိရင်လည်းကျွန်တော်တခါတည်းပြောပြသွားမယ်ဗျာနော်ကဲဟုတ်ပြီဗျာနော်ဒါဆိုရင်ကျွန်တော်ကနေကုံစာဝမ်းချင်းလေးကိုကျွန်တော်စာပြောပြမယ်မိတ်ဆွေတို့ကဒီဗီဒီယိုဖိုင်လေးကိုအများမြင်အများပေါ့အောင်เนาะကျွန်တော်တောင်းဆိုပါတယ်အဲ့ချက်ကလေးကိုတော့ကျွန်တော်တောင်းဆိုပါတယ်မိတ်ဆွေတို့ကအများမြင်အများပေါ့အောင်များလေး share ပေးခဲ့ပါကဲဟုတ်ပြီဗျာနော်နေကုံစာဝမ်းချင်းလေးကိုကျွန်တော်မပြောခင်မှာတောက်ကြနေတနေကုံပွဲသိမ်းလိုက်ကမယ်အခွေလေးကိုကျွန်တော်ပြောပြသွားမယ်တောက်ကြနေတနေကုံစာပွဲသိမ်းလိုက်ကမယ်အခွေလေးက3456ဆိုတဲ့အဘူပါအခွေလေးဖြစ်ပါတယ်တောက်ကြနေတနေကုံပေါ့နော်3456ဆိုတဲ့အဘူပါအခွေလေးရှိပါတယ်ကဲဟုတ်ပြီဗျာနော်ဒီက3456အခွေကျွန်တော်မနေ့ဖန်နေကုံစာဝမ်းချင်းကတော့ဘာဝမ်းချင်းလေးလဲဆိုရင်24ဆိုတဲ့ဝမ်းချင်းလေးဖြစ်ပါတယ်24ဆိုတဲ့ဝမ်းချင်းလေးဖြစ်ပါတယ်ဗျာနော်24ဆိုတဲ့ဝမ်းချင်းလေးပါကဲဒါဆိုကျွန်တော်main awkward ကလေးတွေကိုကျွန်တော်ပြောပြသွားမယ်မင်းနေကုံစာဝမ်းချင်းလေးတွေကတော့ကျွန်တော်ပေါ့နော်ဒီပေါ့နော်ဒီအပိတ်ပွဲတောက်ကြနေမှာဒီ24ဝမ်းချင်းကိုကျွန်တော်တရားခိုင်တော့အာမခံတယ်main awkward တင်ခွက်တွေလက်ကျင်းတွေထွက်မယ်လို့တနေ့ကောင်မှကျွန်တော်ယုံကြည်ပါတယ်ဗျာနော်ကဲဗျာနော်နှစ်နဲ့ပတ်သက်ရင်ဘယ်လိုကဏ္ဍမျိုးတွေတင်ထိုးရမလဲဆိုရင်နှစ်နဲ့ပတ်သက်ရင်23လို့ကဏ္ဍမျိုးပြန်ကြတယ်ပေါ့နော်25 20နှစ်ခွန်နှစ်ပူးဆိုတဲ့ကဏ္ဍမျိုးတွေကိုကျွန်တော်ကြိုက်နေတတ်ပါတယ်4နဲ့ပတ်သက်ရင်43 45 40 4ခွန်42ဆိုတဲ့ကဏ္ဍမျိုးတွေကိုကျွန်တော်အထူးကြိုက်နေတတ်ပါတယ်ဗျာနော်ဒီအထက်မှာကျွန်တော်ပေါ့နော်4နဲ့ပတ်သက်ရင်ကျွန်တော်ပေါ့နော်အကြိုက်ဆုံးပေါ့နော်တကွက်ကောင်းထုတ်ထားပါတယ်4နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အကြိုက်ဆုံးတကွက်ကောင်းထုတ်ထားပါတယ်အဲ့ဒါကဘလို့ကဏ္ဍမျိုးလဲဆိုရင်တော့41နဲ့46ကကျွန်တော်ပေါ့နော်တောက်ကြနေအပိတ်ပွဲ29ရက်နေ့မှာနေကုံစာတကွက်ကောင်းဖြစ်ပါတယ်41နဲ့46ဖြစ်ပါတယ်တောက်ကြနေအပိတ်ပွဲနေကုံစာပေါ့နော်နေကုံစာတကွက်ကောင်းကတော့41နဲ့46ဖြစ်ပါတယ်ဗျာနော်ကဲဟုတ်ပြီဒါဆိုကျွန်တော်ကတော့တလုံးနဲ့သော break ကတော့ကျွန်တော်ဒီကြာတာ break နေ့မှာလည်းပြောပြီးသွားပြန်တလုံးနဲ့သော break ကကျွန်တော်တို့ပေါ့နော်6 break ဖြစ်ပါတယ်ကဲဟုတ်ပြီနော်3လုံးအခွေဆိုရင်တော့ကျွန်တော်ကြိုက်တာကတော့ဘောနော်ဒီ4လုံးအခွေတွေက3456ဘောနော်3456 4လုံးအခွေကိုတစ်လုံးရော့ပေါ့ဗျာနော်345ပေါ့နော်345အခွေကိုပိုကြိုက်တယ်ဒါပေမဲ့အပူးတွေပါထွက်ခါခိုင်းအဲ့အခွေတွေကပဲထွက်မယ်နေကုံစာဝမ်းချင်းက24ဝမ်းချင်းကျွန်တော်တောက်ကြနေအပိတ်ပွဲမှာ100ခိုင်နှုန်းအာမခံပါတယ်ကဲဟုတ်ပြီဗျာနော်ဒါဆိုရင်ကျွန်တော်ပေးတဲ့ main awkward တွေထိုးချင်မှရချင်မှကန်ဆန်းကြည့်ပါကျွန်တော်တခါလေးပြောမယ်ဗျာနော်ကျွန်တော်ရှိမှလာမယ့်အပတ်တွေပေါ့နော်အဖွဲဝင်ချင်ပါတယ်ရချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတဲ့သူတွေကတော့ပေါ့နော်ကျွန်တော်ကိုစနေတနင်္ဂနွေ2ရက်အတွင်းမှာကျွန်တော်ရှိမှအဖွဲဝင်လို့ရပါပြီပတ်တီးတီးတဲ့ပေါ့နော်အဖွဲဝင်မယ်ဆိုတဲ့သူတွေက1000ကျပ်ပါဒီပေါ့နော်9ရက်စာပေါ့နော်တနေ့ကိုပေါ့နော်တနေ့ဒီ9ရက်စလုံးတပတ်စာဝင်မဲ့ဆိုတဲ့သူတွေကတော့2000ကျပ်ပါဗျာနော်ကဲဟုတ်ပြီဗျာနော်ကျွန်တော်ဒီပတ်ပေါ့နော်ပေါက်ပေးလေးနားထားပါတယ်လာမဲ့ပတ်တော့ကျွန်တော်ပေါက်ပေးလေးလုပ်ပေးမယ်လို့ရည်ရွယ်ထားပါတယ်ဗျာနော်ကဲအားလုံးပဲပေါ့နော်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးဆိုတာနဲ့ပေါ့နော်မိတ်ဆွေတို့လည်းပေါ့နော်အများမြင်အများပေါ့အောင် share ပေးခဲ့ပါကျွန်တော်ဒီဗီဒီယိုဖိုင်လေးတွေကမိသူတူတယောက်မဆိုအကျိုးရှိတဲ့အတွက်ကျွန်တော်က share ခိုင်းရခြင်းဖြစ်ပါတယ်ကဲမိတ်ဆွေတို့လည်းပေါ့နော်ကျွန်တော်ပေးသောကဏ္ဍနဲ့ထွက်သောကဏ္ဍတစ်ဆက်တည်းကြပြီးရကြပါစေပေါက်ကြပါစေလို့ကျွန်တော်ကဆုတောင်းပေးနေကျွန်တော်ရဲ့ဒီနေ့ live show video file လေးကိုအဆုံးသတ်ပြရစေအားလုံးကိုချစ်ပါတယ်ဗျဘိုင်ဘိုင်ပါ